မင်းကလေးကရေခဲမုံကိုတကိုက်ကိုက်လိုက်ရုံပဲရှိသေးတယ်ရက်လက်ကတော့အတော်ကြီးကတရေတစေမြင်လိုက်ရတယ်လို့မျိုးခန္ဓာကိုယ်ကြီးနောက်ဆုတ်သွားတော့တာပဲမင်းကလေးကသူမကိုသူမဘာမှထူးခြားမှုမရှိဘူးလို့ထင်ပြီးဝေခွဲမရဖြစ်ကကြည်နေတော့နောက်ထပ်ရေခဲမုံတကိုက်ထပ်ကိုက်လိုက်ပြန်တဲ့အဲ့ဒီနောက်မှာတော့အတော်ကြီးဟာလက်ဖြန့်သွားပြီးခြေဦးတရာထွက်ပြေးသွားတော့တာပဲတစ်စက္ကန့်လောက်သာနောက်ကျသွားရင်အစားခံရတော့မလို့ခန်းစားချက်မျိုးဖြစ်သွားပုံရတယ်မင်းကလေးကတော့အတော်ကြီးဘာဖြစ်သွားလဲဆိုတာလုံးဝနားမလည်နိုင်ဖြစ်နေခဲ့တယ်သူမအိမ်ပြန်ရောက်တဲ့အခါမှာတော့ပို့ပြီးတော့တောင်ဝေခွဲမရဖြစ်သွားရပါတယ်သူမကိုယ်တိုင်မိခင်ဖြစ်သူနဲ့စကားပြောနေတာထင်ရှားနေပေမဲ့မိခင်ဖြစ်သူကတော့သူမကိုမမြင်ရတယ်လို့မျိုးဖြစ်နေတယ်မိခင်ဖြစ်သူကထန်ထန်ရောက်ပြီလားမေးလိုက်တယ်ဖခင်ဖြစ်သူကသူပြန်လာတာမငြင်းမိပါဘူးမိမရဲ့လို့ပြောလိုက်တယ်မိခင်ဖြစ်သူကမချစ်နိုင်တာတခါဖွင့်တန်ကြားလိုက်တာပဲအပြင်မှာလည်းဖိနှရှိနေတာပဲကိုလို့ပြောနေပါတယ်ချစ်သူကဖခင်ဖြစ်သူကပါသူမကိုလုံးဝမမြင်နိုင်ကြဘူးမိန်းကလေးကသူတို့တွေအားလုံးပေါင်းပြီးသူမကိုလှည့်စားပြီးစနှောက်နေကြတာလို့ထင်နေတော့ပဲသူမရေချိုးခန်းထဲကိုရောက်သွားတဲ့အချိန်ကျမှပဲအားတင်ပြီးဆွဲသွားခဲ့ရတယ်ပါဖြစ်လို့လဲဆိုတော့မနဲ့မှလည်းသူမရဲ့ပုံရိပ်ကိုမမြင်ရတော့လို့ပါပဲဒီတော့မှပဲခုနကလက်လီကားထဲမှာအတော်ကြီးကသူမကိုဘာကြောင့်ကြောက်လန့်တကြားကြည့်ခဲ့လဲဆိုတာကိုသူသဘောပေါက်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့သူမဟာချစ်သူဖြစ်သူစီကိုအလျင်မြန်ဖုံးခေါ်ဆိုခဲ့တယ်ဒါပေမဲ့ချစ်သူရဲ့ဖုံးထဲမှာတော့သူမရဲ့အတန်ကိုလုံးဝမကြားရပါဘူးသူမကအိမ်ကဖုံးလိုက်မကောင်းလို့ပဲထင်နေခဲ့တယ်သူမကောင်လေးကဟယ်လိုလုံးနေပေမဲ့ဘာမှပြန်မကြားခဲ့ပါဘူးမိန်းကလေးဟာမတက်နိုင်တော့ဘဲချစ်သူစီကိုမစိတ်ကြပဲပို့လိုက်ရပါတော့တယ်မိခင်ဖြစ်သူကစိုးရိမ်ပူပန်နေပြီးနောက်တည်ထင်လို့အပြင်ကိုခါလောက်ထွက်ခဲ့ဦးအဖေနဲ့အမေကိုစိတ်ပူအောင်မလုံးနဲ့ပြောနေတော့ကောင်လေးကသူ့ကိုသွားကြိုဖို့ပြောနေတာဒါဆိုမင်းအမြန်သွားလိုက်လေဟုတ်ကဲ့ကျွန်တော်သွားလိုက်ဦးမယ်ပြောပြီးအပြင်ကိုရောက်တဲ့အခါမှာလဲချစ်သူဖြစ်သူကသူမကိုမမြင်ရပြန်ဘူးထားပေမဲ့မိန်းကလေးရဲ့ဖုံးမိတန်ကတော့ခုန်တန်းလျားပေါ်ကနေထွက်ပေါ်နေခဲ့တယ်။သူမရဲ့နာမည်ကိုလမ်းခေါ်နေပါတယ်။ဒီတစ်ချိန်မှာတော့ချစ်သူဖြစ်သူဟာလေထုထဲကိုစမ်းတဝါဝါနဲ့လမ်းကင်ကြည့်လိုက်တဲ့အခါမှာတော့အမှန်တကယ်ပဲဘေးနားမှာရှိနေတဲ့သူမကိုထိမိသွားပါတော့တယ်။အဲ့အချိန်မှပဲကောင်လေးဟာသူကိုမြင်ရပြီးနှစ်ယောက်သားတင်းတင်းကြပ်ကြပ်ဖက်မိထားပါတော့တယ်။